ကြောင့်ကိုကမဖြစ်မနေမို့လို့စောင်းစီများသုံးနေရသည်ရှိတော့စီလျှော့ကြပါနော်စီပြန်ကြီးတွေဝေ့နေအောင်ချက်စားတာမျိုးမလုပ်ဘဲနဲ့စီကြံရေကြံလေးချက်တာမျိုးနော်အချင်းရေသဘောမျိုးလေးချက်တာမျိုးဒါမျိုးလေးတွေကိုပဲလုပ်ကြပါဒါကတော့မဖြစ်မနေအနေနဲ့ကိုစောင်းစီသုံးနေရတဲ့အနေထားမှာဆိုရင်တော့ဒီလိုလေးတွေကိုရွေးချယ်ကြပါလို့စောင်းစီပဲစားလို့အဆင်ပြေတဲ့အချိန်မှာကျွန်တော်ကစောင်းစီမစားနဲ့လို့ပြောလို့ဘလို့မှမရဘူးလीနော်အခြေအနေကလည်းရှိသေးတာဟုတ်အဲ့တော့အဲ့လိုမျိုးလေးသတိထားပြီးတော့ရှောင်ဖို့လိုအပ်ပါတယ်နော်အဲ့တော့အခုကျွန်တော်ပြောတာလေးကိုအခုလောက်ဆိုရင်နည်းနည်းလေးသဘောပေါက်ပြီလို့ထင်တယ်ကျွန်တော်ကလှေနံဓာတ်ထစ်ဒါကိုပဲစားရမယ်ဒါကိုပဲလုပ်ရမယ်ဆိုတာကင်ဆာမှာမရှိပါဘူးအကုန်လုံးကိုကျွန်တော်ညှိနှိုင်းပြီးတော့ပဲစားရမယ်အဓိကကျွန်တော်ညံလေးနဲ့ရှင်ပြီးတော့စားဖို့လိုအပ်တယ်သူများပြောတာကျွန်တော်ပြောတာကိုလည်းတစ်ဖက်ပိတ်ပြီးနားထောင်နေကြမလို့သလိုသူများတွေပြောတာကိုလည်းတစ်ဖက်ပိတ်ပြီးနားထောင်ကြမလို့ဘူးပြောသမျှဟာတွေအကုန်လုံးကိုအကုန်နားထောင်ပြီးတော့မှဘယ်ဟာကတော့မှန်နိုင်တယ်ဘယ်ဟာကတော့လုပ်တင်တယ်ဆိုတာကိုကိုယ်ဉာဏ်လေးနဲ့ကိုရွေးချယ်ပြီးတော့လုပ်တင်ပါတယ်နော်အဲ့လိုမျိုးသွားမှအဆင်ပြေလိမ့်မယ်နော်သူများပြောသမျှအကုန်လုံးနားထောင်နေရင်ကိုယ်ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်နောက်အဆီဓာတ်တစ်မျိုးကောင်းတဲ့အဆီဓာတ်တစ်မျိုးကတော့ပင်လယ်ငါးတွေပါကဲဆိုရင်နည်းနည်းလေးအိတ်ငိုက်နေမှာဆိုလို့လေမေးပြရစီနော်ကျွန်တော်တို့ပင်လယ်ငါးတွေကကျွန်တော်တို့ကင်ဆာဝေဒနာရှင်တွေအနေနဲ့ဆိုရင်ဘယ်လိုငါးမျိုးတွေစားတင်လဲပင်လယ်ငါးဆိုရင်တူနာငါးပါဆရာတူနာငါးတဲ့โอเคတူနာပြီးတော့ခုနတယောက်ပြောတာကြားလိုက်ပြီ Madan, ငဒန် Madan, ဟုတ်ပြီး င တော့ ချင်း ငချင်းကပင်လယ်ငါးဟုတ်ပါဘူးလားပြီးမှငချင်းတော့ပင်လယ်ငါးတော့မဟုတ်နဲ့တူငချင်းရတော့နောက်ကော sorry ဆရာ Ngamuk, ငမုတ် Ngamuk, ဟုတ်တယ်ငမုတ်ပြီးတော့နောက်ဘာရှိသေးလဲပင်လယ်ငါစားပြရမယ်နော်ကျွန်တော်ကင်ဆာဝေဒနာရှင်တွေပင်လယ်ငါစားတင်တယ်ငါမကြိုက်တဲ့သူတွေလည်းငါလေးတော့နည်းနည်းတော့စားတင်တယ်ကျမကြီးတော့အရန်ကောင်းတဲ့အတွက်ကြောင့်အဲ့တော့ဘာငါးတွေရှိသေးလဲပြောပါငမုတ်ပြောအခုကငမုတ်ပြောပြီးသွားပြီငဒန်ပြောပြီးသွားပြီတူနာပြောပြီးသွားပြီတူနာကတော့လေပုံမှန်လင်းပြောရင်တော့ပလာတူ ပလာတူဟုတ်တယ်ပြီးတော့တူနာငါးလို့တော့ခုနကတော့ပြောလိုက်တယ်တယောက်ကလေဒါပေမဲ့သေချာစဉ်းစားကြည့်ရင်မြန်မာနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံမှာရောက်တူနာငါအဲ့လောက်ထိမပေါ်ဘူးမပေါ်တော့တူနာဆိုရင်လေဟိုဆူရှီဆိုင်လေးပါလေးရောက်တော့မှတစ်လတစ်ခါလောက်လေးစားပြရင်တော့အနိုင်မစားပြဘူးကျွန်တော်ဆိုရင်တော့မစားပြဘူးပေါ့နော်တူနာပြီးတော့လေ shopping center တွေမှာရောင်းတဲ့တူနာတွေကြတော့လေအင်မတန်ဈေးကြီးနေတော့တိတ်တိတ်လေးတုံးဈေးအများကြီးပေးပြီးဝယ်စားဖို့ကြတော့လေမတန်ဘူးပေါ့နော်ဆိုတခြားပင်လယ်ငါးတွေလည်းကျွန်တော်တို့ကလွယ်လွယ်ကူကူရနေတာဆိုတော့တူနာတို့ဆယ်မွန်တို့ကတော့ကောင်းတာတော့အင်မတန်ကောင်းတယ်ဒါပေမဲ့ကိုယ်နိုင်ငံအနေနဲ့ဆိုရင်ဒီငါးတွေကရှားတဲ့အတွက်ကြောင့်ကျွန်တော်နဲ့တိတ်ပြီးတော့ရင်းနှီးမှုတော့မရှိတော့ဘူးပေါ့အဲ့တော့တနိုင်ငံလုံးတိုင်းတာနဲ့စဉ်းစားမယ်ဆိုခုနပြောတဲ့ပလာတူးတို့ငမုတ်တို့ငဒန်တို့ဒါတွေကတော့ဟုတ်တာပေါ့နော်ဒါတွေကတော့ကျွန်တော်မြန်မာတွေနဲ့အရန်ကိုဟိုရင်းနှီးနေတဲ့ဟွာလေးတွေပေါ့ပြောနေတဲ့စာတွေကျွန်တော်ဘယ်လိုပြန်ဖတ်အောင်ခဏโอเคကာကတိဟုတ်တယ်ငကွန်းရှက်တို့ကာကတိတို့လည်းပါတယ်ဟုတ်ပါတယ်ငရွှေပေါ့နော်စားတဲ့ငါးတွေပေါ့အဲ့ငါးတော်တော်များများကိုကျွန်တော်တို့ကစားလို့ရတယ်ပင်လယ်ငါးတွေဒီတစ်ပတ်ကိုဟိုတစ်ရက်နှစ်ရက်လောက်ပေါ့နော်နေ့တိုင်းလည်းစားကြရတော့မလို့ပါဘူးတစ်ပတ်တစ်ရက်နှစ်ရက်လောက်လေးစားရင်တော့ပိုကောင်းတာပေါ့နော်ဒီငါးလေးတွေစားပြီးရင်လည်းကျွန်တော်ကျန်းမာရေးအတွက်ကောင်းစေတယ်ကင်ဆာ treatment ယူနေတဲ့သူတွေမှာလည်းအကျိုးအနေနဲ့အများကြီးရှိနိုင်တယ်ပေါ့နော်ကိုလက်စထရောတွေကိုလည်းကျစေတယ်ကောင်းတဲ့ကိုလက်စထရောတွေကိုများစေတယ်မကောင်းတဲ့ကိုလက်စထရောတွေကိုကျစေတဲ့အတွက်ကြောင့်ကင်ဆာအပြင်တခြားရောဂါတွေကိုပါတော့ကာကွယ်ပေးနိုင်စွမ်းရှိတယ်ပေါ့နော် omega 3များတဲ့အတွက်ကြောင့်တချို့တော့လေ့လာတွေ့ရှိချက်တွေမှာဆိုရင်ဒီ omega 3ကဥမာကြီးကင်ဆာကာကွယ်ပေးဖို့လည်းအထိုက်လျောက်အတိုင်းအတာတစ်ခုထိအားပေးတယ်ဆိုပြီးတော့ပြောတော့ပင်လယ်ငါးလေးတွေ